用起ချက်တစ်ခုတွင်နဲ့အသက်တွေကိုစတေးခဲ့သူတွေခံယူချက်တစ်ခုတွင်နဲ့လိပ်ပြလုံးခဲ့ကြသူတွေလူမဆုံးတော့တဲ့ထမင်းဝိုင်းလေးငါငေးချီကရဲ့ဒီတိုက်ပွဲငါတို့နိုင်ကိုနိုင်ရမယ်သွားပြီအတိုင်းမြုံတွေတစားစီအမေရဲ့သားတွေအဖေရဲ့သမီးတွေအိမ်ပြန်မလာတော့ပြီနိုင်ငံအတွက်လို့သူပြောသည်ငါမဖြေစရာစကားမရှိအလေးပြုပါတယ်သူရဲ့ကောင်းတို့ရဲ့တာဝန်ချေခဲ့ပြီယုံကြည်ချက်တစ်ခုတွင်နဲ့အသက်တွေကိုစတေးခဲ့သူတွေခံယူချက်တစ်ခုတွင်နဲ့လိပ်ပြလုံးခဲ့ကြသူတွေလူမဆုံးတော့တဲ့တမင်ဝိုင်းလေးကိုငါငေးချီကရဲ့ဒီတိုက်ပွဲငါတို့နိုင်ကိုနိုင်ရမယ်ဒီတူမှာကျဲတွေချွေခဲ့ပြီရင်ထဲမှာဘလောင်ဆူနေတဲ့အထိနှစ်သိမ့်ဖို့ရစကားလုံးများတောင်ငါမရှာမတွေ့ပြီငါမျက်ရည်အလိုလိုချစင်လာငါတို့ရဲ့အာဇာနည်များအတွက်ပါကတိပြုပါတယ်အဆုံးသက်တဲ့နေ့တိုင်းတွန်းလှန်လို့သွားမှာငါတို့